ဒီနေ့ကတော့ဝတ်သားရင်ချမ်းမှာဖြစ်ပါတယ်ဝတ်သားရင်စားမှာဖြစ်တဲ့အတွက်အရသာတစ်မျိုးနဲ့စားမှာပါဝတ်သားကိုချက်တဲ့နှလုံးလိုက်ထုံးလိုက်ရင်းနဲ့ဖြတ်ပြီးစားမှာဖြစ်ပါတယ်ကတော့တခါတည်းဖောင်ရပါဒီနေ့အရသာဖြစ်တဲ့သူကဖြစ်ဆိုတော့တော့မှကျမ်းမာပြီးစားနိုင်မှဒါလူကံကောင်းလို့ပြောတာဆက်တော့မှာပါစီကိုပြမနေမှာဆက်ထားပြီးမှလောနေပါပြီစီလွယ်လေးနဲ့လောနေပါတယ်စထည့်ပါပြီခင်ဗျာဝတ္တနည်းနည်းလေးနဲ့သူက10ရောက်သွားမှာပါโอเคเอาเลยพี่စားလို့ရရင်စင်ကြည့်ပါတယ်ဟာအင်းရဒီတော့ထဲတဲ့ချိန်မှာမြည်လိုက်ပါဘူးဒါနဲ့ဒီတိုင်းပဲပြလိုက်ပါမယ်ဒါဒီနေ့စားမယ်စားရပိတ်လိုက်တော့ဖုံးလိုက်တော့โอเคစားရတော့မယ်ဒီနေ့ကဟင်းရတော့ဒီတော့ပါပဲအားလုံးလည်းချမ်းသာကြမှာစားပါစေဒီနေ့လိုလိုက်အိတ်လိုက်စားလိုက်တော့သွားလိုက်နဲ့ချိန်ကုန်တော့စရာမရှိတော့ပါဘူးလို့ဒီပါလေးက